COE ကြပြီပေါ့နော် COE ကြပြီဆိုတော့ကျွန်တော်တို့ဗီဇာတွေအခုဝင်နေပါပြီဝင်ဖို့အတွက်အကုန်လုံးပြင်ဆင်နေတယ်လိုအပ်တာတွေအကုန်လုံးလုပ်နေပါတယ်နိုင်ငံတစ်ခုလည်းမဟုတ်ဘဲနဲ့အခြားနိုင်ငံကလည်းအများကြီးပေါ်လို့ရပါတယ်။အဲ့ဒါလေးတစ်ခုကိုလည်းတတိချက်စေချင်ပါတယ်။အဲ့လိုအကြောင်းအရာလေးကိုထောက်ရှုပြီးတော့နောက်မှလည်းခက်ခဲနေတဲ့သူတွေရှိတယ်၊တွားကျင်နေတဲ့သူတွေရှိတယ်။အဲ့လိုသူတွေကိုထောက်ထားပြီးတော့ကျွန်တော်ရောက်တဲ့အခါကျရင်အခုစာချုပ်ပါအကြောင်းအရာအကုန်လုံးကိုတိတိကျကျလေးလိုက်လုပ်ပေးဖို့အမအနေနဲ့တိုက်တွန်းချင်တယ်ပေါ့နော်။မလုပ်နိုင်ဘူးဆိုလို့ရှိရင်နောက်ပိုင်းအမတို့လည်းရက်တီကိုမလွယ်တော့ဘူးပေါ့နော်။ high cost ပေါ်လာမှာမဟုတ်ဘဲနဲ့ engineer visa နဲ့သွားတဲ့သူတွေကခက်ခဲလို့ဆိုပြီးတော့မှကျမတို့ဝေထုတ်ကြည့်ပေးခဲ့ပါတယ်။ဝေထုတ်ကြည့်ပေးတဲ့အခါမှာလည်းကျမတို့အတိုးမဲ့အနေနဲ့ထုတ်ပေးရတာဖြစ်ပါတယ်။အတိုးမဲ့က6ယောက်ချင်းပြန်ဆက်ခိုင်းတာမျိုးမဟုတ်ဘဲနဲ့အလုံးနဲ့ပြီးတော့3လောက်မြောက်နေမှသူတို့တွေလုံးဝနေထိုင်တာနေလာတဲ့ကြားဖြစ်တော့ပြီဆိုတဲ့အခါမျိုးမှာပြန်ပြီးတော့ဖဲဆက်ဖို့အတွက်ကျမတို့လုပ်ပေးထားတာဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်ဒီကျောင်းသားတစ်ယောက်ကရန်9000လောက်လွယ်ပြီးကျန်တဲ့တွေတော့မလွယ်သေးပါဘူး။တစ်နှစ်ရှိပါပြီ။ဆိုတော့3000ကျော်ပါ3000ကျော်ပါအဲ့တော့ကျွန်တော်တို့အခုဒီဗီဒီယိုလည်းကျွန်တော်ဘက်ကနေပြီးတော့လုံးဝဒီချင်းကိုရက်ဆိုင်ဖို့အတွက်ကျွန်တော်တို့စာပို့ထားပါတယ်ဒါပေမဲ့ကျွန်တော်တောင်းပန်ထားပါတယ်အဲ့တော့ကျွန်တော်တို့လည်းတော်တော်ခက်ခဲပါတယ်ဒီနေ့ကျွန်တော်တို့ကကျွန်တော်အခြေဆိုင်ကုမ္ပဏီဖြစ်တယ်ပေါ့နော်ကျွန်တော်မှာရုံးရှိတယ်ကျွန်တော်အခြေဆိုင်ကုမ္ပဏီဖြစ်တယ်ရောက်သွားတဲ့အခါကျရင်ကလေးတွေကကျွန်တော်တို့လေဒီအခုဆိုလို့ရှိရင်လည်းဒီမှာကျောင်းမှာဒါ high cost ပေါ်လာဆိုတော့ငွေသွင်းတာနဲ့ပတ်သက်ပြီးတော့ဘာမှမသိဘူးပေါ့နော်တချို့လူတွေကျတော့ကိုကျောင်းသားတွေတွင်းရတယ်အပြင်မှာဆိုရင်လေစုံစမ်းကြည့်ပါ agency တွေပြဿနာတွေပေါ်လို့ရိုက်နေရဥပမာအပြင်မှာ26နဲ့ပေါက်ရင်သူတို့33နဲ့သူတို့ပုံဖြတ်တယ်5စား6စားတွေပို့ပြီးမှဖြတ်ကြတယ်ပြီးတော့တိုင်းရပြီးမတွေ့ဘူးအမားတို့ဆိုလို့ရှိရင်အမားတို့ရုံမှာဒလန်တိုင်းရဲ့ရှိရဲ့ရုံဖြစ်တဲ့အတွက်ကြောင့်မို့အမားတို့ပိုင်းကျောင်းမှာရန်အရွက်ကိုပဲဝယ်ပြီးလာတွင်းနော်ရန်အရွက်ကိုပဲဝယ်ပြီးလာတွင်းအဲ့ဒီရန်အရွက်ကိုကျွန်မကဒီကျွန်တော်အကောင့်နဲ့ပြန်တွင်း service ကတော့ကျွန်မစိုက်ရသေးတယ်နဲ့ခွဲရမှာလည်းရင်ခုန်တယ်ဟုတ်မခွဲနိုင်ဘူးခွဲနိုင်သူများနိုင်ငံဟိုတယောက်တည်းလိုမျိုးသွားနေရမှာဆိုတော့လည်းတော့လိုမျိုးကြောက်တော့ကြောက်မှုရလိုမျိုးရင်ခုန်ရပြင်ဆင်ထားတဲ့ဆိုတော့ကကျွန်တော်တို့ခန္ဓာကိုယ်ကြံ့ခိုင်မှုတွေနောက်ပြီးတော့အလုံးမှာဘယ်လိုအခက်အခဲတွေရှိနေလဲဒါရအားလုံးကြိုတင်ပြင်ဆင်တယ်ဘာသာစကား communication စတဲ့ဂျပန်နဲ့ပတ်သက်တဲ့အလေးထားစရာတွေအားလုံးအစအသေးစိတ်အစပြင်ဆင်ထားတွေလုပ်ပါတယ် sport တွေပေးကြတော့ကောင်းပါတယ်ညီမလေး N3 လည်းဒီမှာပဲတင်ပြီးတော့ပဲအမှန်များများနဲ့လည်းအောင်သားဆိုတော့ကောင်းတယ်လို့တော်တော်ကောင်းပါတယ်တင်ပြရဲ့စမ်းစီးတွေလည်းကောင်းတယ်မေဂျီဘက100% sporting ပေးတယ်မသိတာလည်းရှင်းပြပေးတယ်ဘာလို့ဆိုစိတ်ရှိရှိနဲ့ရှင်းပြပေးတယ်အမေစီကိုကြိုက်တယ်အမေစီဘက်ကတော့ကျွန်တော်တို့sporting ပေးတာတွေရှိပါတယ်ကျွန်တော်တင်နန်းသားအနေနဲ့ရောဆရာကြီးနဲ့ရောဒီ founder အနေနဲ့ရောကျွန်တော်တို့အများကြီးပြောပြတာကြိုတင်ပြီးတော့အသေးပေးတာအရာအားလုံးရှိပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ဟိုမျိုးဘလိုမျိုးလောက်ရမယ်ဟိုရောက်လို့ရှိရင်ဘလိုနေရမယ်အကုန်လုံးတော့တော်တော်လေးဟိုဖြစ်နေတယ်အမေစင်ခွဲရမယ်ဆိုပေမဲ့ပြီးကြရင်လည်းအဲ့လိုမျိုးပြေးဆုံပြီးတော့ပြန်လာရင်လည်းတူတူညမယ်မယ်ဆိုတော့နည်းနည်းတော့ဝမ်းနေရပေါ့အမေစင်မှာတက်ပါလို့အကုန်လုံးကောင်းတယ်ဆရာဆရာမရလည်းသဘောကောင်းတယ်လို့ကုမ္ပဏီကတော့နည်းနည်းဟိုဘယ်လိုပြောလဲကောင်းတဲ့အထင်မှာတော့ပါတယ်ပေါ့နော်တခြားအကြောင်းသားတွေတခြား agency တွေတော့မဟုတ်ဘူးယုံကြည်စိတ်ချလို့ရပါတယ်အဲ့အတွက်အကြောင်းသားတွေအားလုံးကိုကြိုးစားပါတယ်လာတက်ဖို့တော့ကောင်းပါတယ်စာသင်ပြလည်းကောင်းတဲ့အတွက်လာတက်ဖို့တော့ဖိတ်ခေါ်ပါတယ်မေးစစ်တော်တော်ကောင်းပါတယ်အရင်တော့တက်ခဲ့တဲ့ဟာတွေတော်တော်လေးဟို view site ပြီးရဲ့အကြောင်းသားတွေကိုလည်းဟိုinterview ကိစ္စကိုလည်းတော်တော်လေးကို view site ပေးတဲ့နည်းနည်းလဲဟိုသွားနိုင်အောင်လို့လုပ်ပေးတဲ့အတွက်တော်တော်ဟိုဖြစ်ပါတယ်ကြိုက်ပါတယ်မေးစစ်အရန်ကောင်းပါတယ်အရန်လည်းဝမ်းသာတယ်လေဒီ amazing ကိုတွေ့ရတာတိုင်းမသိဝမ်းသာရတယ်တဲ့လားအရန်လည်းကျင့်တယ်လို့နော် amazing ကိုလေသူတငယ်ချင်းတယောက်ကချိတ်ပြီးတာသမီးရဲ့တငယ်ချင်းပေါ့နော်အလီတို့နဲ့လည်းတငယ်ချင်းပဲပေါ့နော်သူကချိတ်ပြီးတာ amazing မှာအဲ့လိုပေါ့ scholar ရှောက်နေတယ်ပေါ့နော်အရန်ကောင်းပါတယ်ပေါ့တော့ကြည့်လိုက်ပါဆိုတော့လာလိုက်ပါနည်းနည်းတော့ဝင်နေတာပေါ့ဟုတ်ကဲ့
အနေစိတ်မပူပါနဲ့နော် ခံစားရတာပေါ့ COE ကြားတဲ့ခါကျတော့တော်တော်လေးကိုခံစားရတယ်သမီးလေးကတယောက်တည်းဆိုတော့လေအဲ့ဒါပြောခံစားရတယ်ပေါ့စိတ်ထဲမှာတော်တော်တော့ပျော်လဲပျော်တာပေါ့နော်ကိုကလေးလေးကောင်းမှုအတွက်သွားတာဆိုတော့ခံစားလဲခံစားရတယ်ပျော်လဲပျော်လဲနှစ်ခုစလုံးပေါ့ ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်